ထွန်းမြောက်ရာကျမ်းအခန်းကြီး31တဖန်ထာဝရဘုရားသည်မောရှေအားမိန့်တော်မူပြန်သည်ကားနားထောင်လော့ငါသည်ယုဒအမျိုးသားဟုရ၏သားဖြစ်သောဥရိ၏သားဘေဇလေလကိုအမည်ဖြင့်ခန့်ထား၏ဘေဇလေလကိုအမည်ဖြင့်ခန့်ထား၏သူသည်ရွှေငွေကြေးဝါကိုလှုပ်သောအသက်ကြောက်ကိုသွေး၍စီသောအသက်တစ်သားကိုထုလုပ်သောအသက်နှင့်အမျိုးမျိုးသောအလုပ်ကိုထူးဆန်းစွာလုပ်တတ်မည်အကြောင်းဉာဏ်ပညာနှင့်တကွသိပ္ပံအသက်အမျိုးမျိုးတို့ကိုငါပေး၍ဘုရားသခင်၏ဝိညာဉ်တော်နှင့်ပြည့်စုံစေ၏သူနှင့်တူသောဒံအမျိုးသားအဟိတမေဤသားအာဟောလျဘကိုလည်းငါခန့်ထား၏ငါသည်တင့်အားမာထားသမျှတို့ကိုလိမ္မာသောသူအပေါင်းတို့သည်လှုပ်တတ်မည်အကြောင်းသူတို့နှလုံးထဲသို့ဉာဏ်ပညာကိုငါတွန်းထားပြီထိုသူတို့သည်ပရိသတ်စည်းဝေးရာတဲတော်တက်တေခံချက်တစ်တာအပေါ်မှာတင်သောတစ်တာအဖုံးတဲတော်တစားရှိသမျှကို၎င်းစပွဲနှင့်စပွဲတစားကို၎င်းစင်ကြယ်သောမိခုံနှင့်မိခုံတစားကို၎င်းမိခုံတစားရှိသမျှကို၎င်းနန္တာအပေါင်းရှို့သောပလင်မိရှို့ရာရစ်ပူဇော်သောပလင်တစားရှိသမျှကို၎င်းအင်တုံနှင့်အင်တုံခြေထောက်ကို၎င်းအမှုတော်ကိုထမ်းเสียအဝတ်ရစ်ပရောဟိတ်အမှုကိုဆောင်သောအခါရစ်ပရောဟိတ်အာယုန်နှင့်သူဤသားဝတ်ဖို့တန်ရှင်းသောအဝတ်ကို၎င်းလိန်เสียစီနှင့်တန်ရှင်းရာဌာန၌သုံးဖို့နန္တာပေါင်းမွေးကို၎င်းငါမှာထားသမျှအတိုင်းလောက်ရကြမည်ဟုမိန့်တော်မူ၏ထာဝရဘုရားကတင်းသည်အေဒီလအမျိုးသားတို့အားဆင့်ဆိုရမည်မှာငါသည်တင်တို့ကိုတန်ရှင်းစေသောထာဝရဘုရားဖြစ်ကြောင်းကိုတင်တို့သိစေခြင်းကငါနှင့်တင်တို့၏တားစီမြေဆက်ကြ၌လက္ခဏာတက်တည်ဖြစ်ဖို့ရာငါဥပုပ်နေ့ကိုစင်စစ်ဆောင်ရကြမည်ဥပုပ်နေ့သည်တင်တို့အားတန်ရှင်းသောကြောင့်ထိုနေ့ကိုဆောင်ရကြမည်ဥပုံနေ့ကိုဖျက်သောသူတိုင်းအသေးခံရမည်ထိုနေ့၌အလုံးလုံးသောသူမိတီကာမိမိအမျိုးမှပယ်ရှင်းခြင်းကိုခံရမည်6ရက်ပတ်လုံးအလုံးလုံးရမည်တတမနေ့သည်ထာဝရဘုရားအားတန့်ရှင်း၍ငြိမ်ရသောဥပုံနေ့ဖြစ်၏ဥပုံနေ့၌အလုံးလုံးသောသူမိတီကာဧကမှအသေးခံရမည်တို့ဖြစ်၍အေဒီလအမျိုးသားအစဉ်အဆက်တို့သည်ထာဝရပရိညင်ဖြစ်စေခြင်းကဥပုပ်နှစ်ရဲ့အစဉ်အတိုင်းဥပုပ်ဆောင်ရကြမည်ထိုတို့ဆောင်လင်ငါနှင့်အေဒီလအမျိုးသားဆက်ကြ၌ထာဝရလက္ခဏာတည်ဖြစ်လိမ့်မည်အကြောင်းမူကားထာဝရဘုရားသည်မိုးကောင်းကင်နှင့်မြေကြီးကို6ရက်တွင်ဖန်ဆင်း၍တသမနေ့ရက်၌ငြိမ်ဝတ်စွာနေလျက်အားဖြည့်တော်မူသည်ဟုမောရှေအားမိန့်တော်မူ၏ထိုတို့ဘုရားသခင်သည်တိနာတောင်ပေါ်မှာမောရှေနှင့်နှုတ်ဆက်တော်မူသည်အစုံ၌လက်ညှိုးတော်နှင့်အခရာတင်သောတက်တေခံချက်ကြောက်ပြားနှပြားကိုပေးတော်မူ၏